ကျေးဇူးတော်မင်္ဂလာပါဒီနေ့ကတော့တုတ်တန်ကျမ်းရဲ့summary လေးကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်လို့ဆိုတော့တုတ်တန်ကျမ်းအများအားဖြင့်ရှောလမုန်မြင်းကြီးကနေပြီးတော့မှရေးထားတဲ့တုတ်တန်စကားတွေဖြစ်တယ်ဆိုတာကိုတုတ်တန်ကျမ်းအခန်းကြီး1အငယ်1အခန်းကြီး30အငယ်30 25ကိုကြည့်တဲ့အခါမှာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အချို့တော့ဒီတုတ်တန်စကားတွေကိုကြတော့ဒီရှောလမုန်မြင်းကြီးသူနတ်ရဆန်ပြီးနှစ်ပေါင်းများစွာကြာမြင့်တဲ့အခါကြမှာပဲပြန်နေပြီးတော့စုစည်းရေးထားတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတဲ့အခါမှာရှောလမုန်မြင်းကြီးကကြတော့သူရေးထားတဲ့တုတ်တန်စကားစုစုပေါင်း3000ရှိတယ်လို့300အခန်းကြီး4အငယ်30နှစ်မှာကျွန်တော်တို့ကြည့်တဲ့အခါမှာတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဘာဖြစ်လို့သူတလောက်များတဲ့တုတ်တန်စကားတွေကိုရေးနိုင်တယ်လေဆိုတဲ့အခါကျတော့သူဟာဘုရားခင်စီမှာဆုတောင်းတဲ့အခါမှာသူဉာဏ်ပညာကိုပေးဖို့ရန်အတွက်ဘုရားခင်ဆုတောင်းတဲ့အခါမှာဘုရားခင်ကသူ့ကိုသူများနဲ့မတူထူးခြားတဲ့ဉာဏ်ပညာကိုပေးတယ်ဆိုတာကိုဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့သိရတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့သူတိုင်းပြည်ကိုအုပ်ချုပ်စဉ်ကာလတစ်လျှောက်လုံးမှာသူ့ရဲ့တိုင်းပြည်ဟာအင်မတန်မှတိုးတက်ကြီးပွားကောင်းမွန်ပြီးတဲ့ကာလငြိမ်းချမ်းတဲ့နိုင်ငံဖြစ်ဖျားခင်ကကောင်းကြီးပေးတယ်ဆိုတာကိုတွေ့ရပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီနေ့တုတ်တန်ကျမ်းကိုရေးတဲ့အခါမှာသူဟာသူ့ရဲ့ဘဝအသက်တာမှာသူခံစားရရှိတဲ့ဘုရားခင်ပေးတဲ့ဘုရားခင်ထံကနေပြီးတော့မှရရှိတဲ့ဒီဉာဏ်ပညာအားဖြင့်အသက်ရှင်တဲ့အခါမှာဘယ်လိုအသက်ရှင်ခဲ့တဲ့ဆိုတဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့ရေးသားပြုစုထားတာဖြစ်ပါတယ်လို့ဆိုတော့ဒီတုတ်တန်ကျမ်းထဲမှာရှောလမုန်မြင်းကြီးအပြင်ဒီတုတ်တန်ကျမ်းကိုရေးတဲ့ဆရာတွေရှိပါတယ်အာဂုရနဲ့လေမွေလာတို့လေပါဝင်ထားတယ်ဆိုတာကိုတွေ့ရပါတယ်ဆက်လက်ပြီးတော့မှဒီတုတ်တန်ကျမ်းဟာစုစုပေါင်းအခန်းကြီး30ခန်းရှိပါတယ်ဒီ30ခန်းထဲမှာကျွန်တော်တို့အပိုင်းခွဲပြီးကြည့်တဲ့အခါမှာတစ်ကနေ6အထိကဘာအကြောင်းလဲဆိုရင်ဉာဏ်ပညာကိုရှာဖွေဖို့ရန်နဲ့အကျင့်စာရိတ္တကောင်းမွန်ဖို့ရန်အတွက်ဖခင်တူကနေပြီးတော့မှကိုယ့်ရဲ့သားသမီးတွေကိုရှင်းပြပြီးတော့တွင်တင်တဲ့စကားအကြံအဉာဏ်ပေးတဲ့အရာတွေကိုရေးထားတာဖြစ်ပါတယ်ပြီးတော့မှအခန်းကြီး30ကနေ24အထိဆိုလို့ရှိရင်တော့ဒီရှောလမုန်မြင်းကြီးရဲ့သူ့ရဲ့တုတ်တန်စကားတွေပေါ့နော်အထူးသဖြင့်နောက်တနည်းပြောရမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ဘဝအတွေ့အကြုံတွေကိုကြပြအားဖြင့်တော်၎င်းလင်္ကာအားဖြင့်တော်၎င်းသူဟာရေးထားတာကိုကျမတို့ကတွေ့ရတာဖြစ်ပါတယ်ပြီးတော့မှအခန်းကြီး25ကနေ31အထိကျမတို့ကြည့်တဲ့အခါမှာအခြားပညာရှိများရဲ့စကားများနဲ့စံပြအမျိုးသမီးတွေရဲ့အကြောင်းအရာတွေကိုကျမတို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့အချင်းချုံအားဖြင့်ဒီတုတ်တန်ကျမ်းဟာဆိုလို့ရှိရင်တော့ဘုရားခင်ရဲ့အလိုတော်နဲ့အညီပညာရှိတဲ့ဘဝကိုတည်ဆောက်နိုင်ရန်အတွက်မရှိမဖြစ်လိုအပ်တဲ့ဉာဏ်ပညာကိုပေးနေတဲ့တုတ်တန်စကားတွေဖြစ်ပါတယ်ဆိုတဲ့အခါမှာဒီကျမ်းတွေကိုကျမတို့ကြည့်လိုက်တဲ့အခါမှာအဓိကအားဖြင့်ဘာကိုတွေ့ရတယ်လဲဆိုလို့ရှိရင်ဒီကျမ်းချက်ဟာပညာရဲ့အချုပ်အခြာဟာလူအသက်တာတစ်ခုလုံးကိုထိန်းချုပ်တော်မူတဲ့ဖရာသခင်ဖြစ်တယ်ဆိုတာကိုဒီကျမ်းပိုက်ထဲမှာအဓိကကျမတို့တွေ့ရတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီနေ့ဉာဏ်ပညာနဲ့ပတ်သက်ပြီးတော့မှလည်းအနည်းငယ်ကျမတို့တွေရှင်းပြဖို့ရန်အတွက်ရှိပါတယ်ဆိုတဲ့အခါမှာဉာဏ်ပညာနဲ့ပတ်သက်ပြီးတော့မှတမန်ကျမ်းစာမှာရေးထားတဲ့ကျမ်းပိုက်တွေရှိပါတယ်ဒီကျမ်းတွေကဘာလဲဆိုလို့ရှိရင်ယောဘဝတ္ထုတုတ်တန်ကျမ်းနဲ့ဒေသနာကျမ်းတို့လိုမျိုးပေါ့နော်အဲ့ဒီကျမ်းတွေဟာဆိုလို့ရှိရင်တော့ဉာဏ်ပညာနဲ့ဆိုင်တဲ့စာပေကျမ်းဂန်တွေဆိုပြီးတော့မှကျမတို့ပညာရှိတွေဟာသမပညာရှိတွေဟာခေါ်ဝေါ်ပြီးတော့မှမှတ်သားထားတယ်ဆိုတာကိုဒီနေ့တွေ့ရပါတယ်ဒီကျမ်းတွေကိုကြတော့ရေးတဲ့အခါမှာဉာဏ်ပညာအမျှော်မြင်ရှိတဲ့ရှေးခေတ်ကပေါ့နော်ပညာရှိတွေကနေပြီးတော့မှရေးထားဟန်ရှိတယ်လို့ဒီနေ့ကျမတို့နှုတ်ဘတ်တော်မှာတွေ့ရတာဖြစ်ပါတယ်ဆိုတဲ့အခါမှာဉာဏ်ပညာစာပေစုတွေဟာဆိုလို့ရှိရင်ဘာနဲ့ဆိုင်တယ်လဲဆိုရင်အတ္တတာနဲ့ဆိုင်တယ်ပြီးတော့ကမှအတ္တတာနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုဆက်လင်းပြီးတော့မှနေ့စဉ်ကျမတို့လက်တွေ့ဘဝမှာ
ဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့အရာကိုကျမတို့ဖော်ပြထားခြင်းဖြစ်ပါတယ်လို့ဒီအတွက်ကြောင့်မလို့ဒီနေ့ကျမတို့မိသားစုမှာတော့၎င်းလူအတိုင်းဝိုင်းမှာတော့၎င်းအလုပ်အကိုင်ပြီးရင်အစိုးရကအစဘောနော်ဒီသူတို့ရဲ့နေ့စဉ်အသက်တာမှာလှုပ်ဆောင်ရမယ့်အမှုအရာတွေကိုဘယ်လိုလုပ်ရမလဲဆိုတဲ့အရာကိုဒီကျမ်းများအပြင်ဖော်ပြထားတာတွေ့ရပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီနေ့ဉာဏ်ပညာရဲ့အုတ်မြစ်ခါဖျားသခင်ကိုကြောက်ရွံ့ခြင်းယိုသေခြင်းဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့ဆာလံ33အငယ်8မှာလည်းဖော်ပြထားတာဖြစ်ပါတယ်လို့အဲ့ဒါကြောင့်မလို့ဒီဉာဏ်ပညာတွေဟာဘေးကရတယ်လေဆိုလို့ရှိရင်တော့ဖယားသခင်စီကနေပြီးတော့မှရတဲ့ဉာဏ်ပညာတွေဖြစ်ပါတယ်ဉာဏ်ပညာလို့ပြောလိုက်တဲ့အခါမှာကျမတို့အပိုင်းနှစ်ပိုင်းကိုကျမတို့ခွဲခြားသိမြင်နိုင်မှာဖြစ်ပါတယ်ဆိုပထမတစ်ပိုင်းကပါလဲဆိုကျမတို့ဒီ knowledge လို့ခေါ်တဲ့ဒီအသိပညာအတတ်ပညာပေါ့နော်ဒီအသိပညာအတတ်ပညာတွေကကြတော့ကျမတို့ကသင်ယူလို့ရတဲ့အရာတွေဖြစ်ပါတယ်တင်ယူလို့ရတဲ့အရာတွေဖြစ်ပါတယ်တော့ပေမဲ့အခုဒီနေ့တုတ်တန်ကျမ်းမှာဖော်ပြတဲ့တုတ်တန်စကားတွေကကြတော့ဒါဘုရားသခင်ကိုကြောက်ရွံ့ဖို့ပညာလို့ပြောလိုက်တဲ့အခါမှာဒါကတင်ယူလို့မရတဲ့အရာတွေဖြစ်တယ်ဆိုဥပမာ knowledge လို့ပြောတဲ့အခါမှာဘာဖော်ပြလဲဆိုလို့ရှိရင် knowledge က fact ကိုဖော်ပြတာဖြစ်တယ်အကြောင်းအရာအချက်အလက်တွေပေါ့နော်ဒါဖြစ်ရင်ဒါဖြစ်တယ်ဒီလိုရှိတယ်ဆိုတော့ fact တွေကိုဖော်ပြတာဖြစ်တယ်တော့ပေမဲ့လည်းဘုရားသခင်စီကလာတဲ့ဉာဏ်ပညာကကြောင့် wisdom လို့ခေါ်တာဖြစ်တယ်ဒီ wisdom ကဒီ fact တွေကိုတည်ထားတယ်တည်ထားပြီးတော့ဒီအရာတွေကိုလက်တွေ့ဘဝမှာဘယ်လိုအသုံးပြုရမလဲဆိုတဲ့အရာကိုခွဲခြမ်းစိတ်ပြပြီးဖြာပြီးတော့မှလက်တွေ့ဘဝမှာအသုံးပြုတတ်တဲ့ပညာကိုခေါ်ဆိုတာဖြစ်ပါတယ်ဒီပညာကြတော့ကျောင်းပညာဘွဲ့ရဆရာမလို့ပါဘူးဒီဂရီတွေအများကြီးရဆရာမလို့ပါဘူးတော့ပေမဲ့လည်းဘေကရတယ်လေဆိုဘုရားသခင်ကိုကြောက်ရွံ့တဲ့အခြေကနေပြီးတော့မှဘုရားသခင်ကကျမတို့ကိုနေ့စဉ်တိုင်းပေါ်ပြတဲ့လမ်းအတိုင်းရှောက်ရခြင်းဖြစ်တယ်ဒီရှောက်ခြင်းအပြင်ဒီဉာဏ်ပညာကိုရခြင်းဖြစ်ပါတယ်လို့ဖော်ပြခြင်းပါတယ်ဆိုတော့ဒီနေ့တုတ်တန်ကြီးအခန်းကြီး10မှာဉာဏ်ပညာကိုဖန်ဆင်းခြင်းထဲမှာတက်ကြွစွာပါဝင်သူဟာကျတို့ရဲ့အုပ်စိုးသူအကြံဉာဏ်ပေးနိုင်တဲ့အခွင့်နဲ့ဖြောင့်မတ်ခြင်းလမ်းမှာရှောက်သွားတဲ့သူလို့ပုံဖော်ထားပါတယ်ဆိုတော့ဒီလိုမျိုးဉာဏ်ပညာဟာနှုတ်ကပတ်တော်တည်ဟူတဲ့ထာဝရဘုရားရဲ့စစ်မှန်သောဉာဏ်ပညာတည်ဟူသောသခင်ယေရှုကိုခေါ်ညွှန်းခြင်းဖြစ်ပါတယ်ဆိုတာကိုဒီနေ့တုတ်တန်ကျမ်းရဲ့အချင်းချုံလေးကိုကျွန်မဒီလောက်ဖော်ပြခြင်းဖြစ်ပါတယ် God bless you all